လာမယ်လေဘယ်တော့လဲဟိုမှာရေတက်တယ်ရန်ကုန်မှာလားဟုတ်ဒီမနေ့မှရေတားတိုးလာတာ6နာရီလောက်ကျမှရေတားတိုးလာတယ်ชมเลยโอ้ลาเมลีကိုကျွန်တော်လည်းသွားနေရပဲလေမုံမောဒီဘောနေတက်သွားတယ်ကြာအဲ့ဒါဆေးလေးတော့ရှိသွားပါအဲ့ဒီလေးတက်ဒီကအတဲ့ဆေးလေးနည်းနည်းရေနဲ့တော့ရှောင်းမယ်တခါကြီးတော့တခါကြီးတော့ဒရီပေးလိုက်တော့ဒီကအတဲ့ဆေးလေးရှောင်းလို့ပြုတ်ကြရမလို့